Hello မင်္ဂလာပါရှင် MS မိုးမင်္ဂလာပါလို့နှုတ်ဆက်ပါတယ်ဒီနေ့မိုးကနီလာဆက်ကလေးတွေပြန်ပေးပါမယ်ဒါလေးကနံပါတ်1ကလေးပါရှင်ငကက်ကဲလက်စွပ်ကဲရပါမယ်အလဲပွင့်လေးက2ပွင့်ပေါင်းကို 1.35 ရှိပါတယ်ဘေးရန်ထားတဲ့ဟာလေးဘေးရန်ထားတာအားလုံးပေါင်း16ပွင့်ပါသူကလက်ဆက်ကလေးအသေးလေးတွေသုံးပေးတာမဟုတ်ပါဘူးเนาะ3လုံးစီးဆက်ကလေးကိုသုံးပေးထားတာပါရှင်ဒီလာလေးတွေကလည်းပွင့်စင်တန့်လေးတွေပါဘေးကပတ်ပေးထားတဲ့စိန်လေးတွေကလည်း VVS1 ကိုသုံးပေးထားပါတယ်ဖြူပွေးတန့်လေးတွေပါပဲရှင်နကက်ဆိုင်ကလေးကလည်းအဟန့်လေးကကြီးကြီးလေးပါပဲเนาะသူကလက်မောက်ဝက်လေးရှိပါတယ်ရှင်ဒီနကက်ဒီအပြန်နံပါတ်1နကက်လေးကလက်မောက်ဝက်လေးရှိပါတယ်ရွှေကလည်းတူတူလေးသုံးပေးထားပါတယ်ရှင်ဒီနေ့စီက63သိန်းကိုဟိုပါဒီနေ့ဒီနေ့ဒီဗီဒီယိုထဲမှာ60နဲ့ပေးပါမယ်ရှင်60နဲ့ပေးပါမယ်လက်စစ်ချက်လည်းမိုးဆိုင်ကအမြဲတမ်းလက်စစ်ချက်လည်းထုတ်ပေးပါမယ်နော်မိုးကုတဘာဝနီလာလေးတွေပါပွင့်စင်တန်လေးတွေပါပဲရှင်ဒါငကက်ကလေးနဲ့1 set ရပါမယ်လက်စွပ်ကလေးရပါမယ်လက်စွပ်ကလေးကလည်းအလဲက set ကလေးက 0.60 လေးပါရှင်ဘေးက10ပွင့်ကလည်း 2.5 ပါပါတယ်เนาะ2.5 gram ပါပါတယ်ရှင်စိန်ကတော့အားလုံး16ပွင့်လေးပါလိုမျိုးလေးပါရွှေကလည်းတမက်ကြော်ပါတယ်เนาะရွှေကလည်းတမက်ကြော်ပါတယ်ရှင်ချက်ကလေးတွေအကုန်လုံးပွင့်စင်တန်မဲ့သုံးပေးပါတယ်စိန်ကလည်းဖြူပေးတန်လေးတွေပဲသုံးပေးပါတယ်ရှင်ဒီနေ့ဒီဗီဒီယိုလေးမှာမိုးက350ကို48သိန်းနဲ့ပေးပါမယ်ရှင်စိတ်ဝင်စားရဆိုလို့ရှိရင်လည်းမိုးရဲ့ဆိုင်မှာအပြစ်မှာလည်းလာပြီးတော့ကြည့်လို့ရပါတယ်ဒါလေးကဒုတိယမြောက်ဆက်ကလေးပါဒုတိယလေးပါရှင်ငကက်ကလေးကတော့ငကက်ကလေးကဒီအပြင်နှလုံးလေးရလေ1.60 ရှိပါတယ်သူကတက်ကလက်နီးပါးဆိုင်ကလေးပါเนาะစိန်ကိုလည်းအလုံး100ဘေးမှာရှိတဲ့စိန်တွေကလည်းအလုံး100နီးပါးပါရှင်တစ်ဖက်ကအလုံး90ကျော်ပါတယ်เนาะ90ဝန်းကျင်ပါပါတယ်ရှင်နှစ်ဖက်ကိုအလုံး100နီးပါးရှိပါတယ်ရွှေကလည်း9မှုကျော်လေးပါเนาะ10ပဲကျော်ပါတယ်เนาะဒါလေးကလေမျိုးလေးပါဒီဘေးဘက်ကစိန်လေးတွေကိုမိုးရလေမိဘပုံစံအဲ့လိုမျိုးလေးပေါ့နော်စိန်ပုံစံဒီဇိုင်းပုံစံလေးနဲ့စိန်လေးကိုအဟန်လေးလှလှလေးလေးလုပ်ပေးထားတယ်ဒီပုံစံလေးကလည်းလှတာပေါ့နော်ပုံလေးကလည်းလှပါတယ်ရှင်ဒီလေးပါဒီနေ့မိုးကဒီငကက်ကလေးကို69သိန်းပေးပါမယ်ဒီတစ်ပတ်ဒီဗီဒီယိုထဲမှာ69သိန်းကို68သိန်းနဲ့မိုးရှော့ပေးပါမယ်ရှင်68သိန်းလေးနဲ့ပေးပါမယ်လက်စစ်ချက်လေးလက်ထုတ်ပေးပါမယ်နော်မိုးကိုတဘာဝနီလာလေးတွေပါရှင်စစ်ချက်ပါပါမယ်ရွှေပပလေးမသုံးချင်ဘူးရွှေလေးကိုလည်းတင်းတင်းနဲ့ထူထူလေးသုံးချင်တယ်ဒီနောက်ပြီးရင်ဒီလိုဖောင်းတန်လေးတွေကိုလည်းရှည်ရှည်လေးတွေသုံးချင်ကြိုက်တယ်မမတွေနော်အန်တီတို့အတွက်လည်းယူရပါတယ်ဒီလိုဖောင်းတန်လေးဆိုလည်းနားပြားကြီးရဲ့လူအတွက်ကိုလည်းတင့်တော်အောင်အဆင်ပြေအောင်မိုးကဒီလိုဖောင်းတန်ပြားနားပြားကြီးဖောင်းတန်လေးဆိုလည်းရှည်ရှည်လေးတွေသုံးပေးထားပါတယ်ရွှေကိုလည်းပပလေးသုံးမပေးထားပါဘူးเนาะရွှေကိုလည်းထူတာလေးလည်းသုံးပေးထားပါတယ်စိတ်မတက်တယ်ဆိုလို့ရှိရင်မိုးအသေးစိတ်မြင်ရလို့ရပါတယ်ရှင်မိုးရဲ့ Empress Diamond Jewelry Facebook page ရဲ့ချက်ပေါက်လေးမှာအသေးစိတ်လေးမြင်ရလို့ရပါတယ်ဒီလိုမျိုးလေးပါเนาะမျိုးလေးပါရှင်ဒါလေးကနံပါတ်3 set ကလေးပါရှင်သူကဒါဒိုင်နာပုံလေးပေါ့နော်ဘယ်တော့မှမရိုးပါဘူးဒီလိုပုံလေးကအမြဲတမ်းဆန်းသစ်နေတဲ့ပုံလေးပါပဲเนาะ timeless လေးပေါ့ luxury lesson နဲ့အမြဲတမ်းကိုအသက်ကြီးရဲ့လူပဲဖြစ်ဖြစ်အသက်ငယ်လူပဲဖြစ်ဖြစ်ပြငယ်ကြီးအရွယ်3ပါးမရွေးဝတ်လို့ရတဲ့နီလာဆက်ကနီလာနကပုံစံလေးပါရှင်ဒီလိုပုံလေးပါစိန်လေးတွေကိုလည်းမိုးကတိတိလေးသုံးတာမဟုတ်ပါဘူးเนาะစိန်လေးတွေကလည်းဘေးရန်ထားပေမဲ့လည်းစိန်လေးတွေကိုအပွင့်ကြီးပွင့်စင်တန်ဖွေးလေးတွေပဲသုံးပေးထားတာပါရှင်နီလာအရေးလေးကတော့အပြာရည်လေးပါနှစ်ပွင့်ကို2ကလပ်ရှိပါတယ်တစ်ပွင့်ကို1ကလပ်ပေါ့နော်တစ်ပွင့်ကို2ကလပ်ရှိပါတယ်ရှင်စိန်ကလည်း56ပွင့်ကို 1.24 ကရက်ရှိပါတယ်ရွှေကကြတော့6ပဲ3ရေတောင်ရှိပါတယ်ရှင်ဒါလေးကတော့59သိန်း4,400ကိုဘိုးကအခုဒီထက်မှ58သိန်းလေးနဲ့ပေးပါမယ်နော်ကဲပါရှင်သူနဲ့1 set လက်စွပ်လေးလည်းရှိပါတယ်လက်စွပ်လေးကအသေးလေးကြိုက်လားအကြီးကြိုက်လားဒီလိုမျိုးအသေးလေးလည်းဒီလိုအကြီးလည်းရှိရယ်ကြောက်ဆိုင်အကြီးပေါ့နော်ကြောက်ဆိုင်အကြီးဒါ
လေးကကြတော့ကြောက်ဆိုင်လေးအသေးကိုစိန်လေးကိုသူကနှစ်ထပ်ပတ်ကြောက်ဆိုင်လေးနည်းနည်းလေးသူကသေးမယ်ဆိုတာသူ့ထက်အလဲလက်စွပ်တဲ့ဆိုင်ကြောက်ဆိုင်လေးနည်းနည်းသေးတယ်ဆိုတာကိုပြောတာပါနော်ဒီကတော့ကြောက်ဆိုင်အကြီးပါဒါကတော့ကြောက်ဆိုင်အသေးဒီကြောက်ဆိုင်အကြီးကိုစိန်လေးတစ်ပတ်နဲ့ပတ်ပေးထားတယ်ဘေးခွင်းရိုးမှာလည်းစိန်ထည့်ပေးထားတယ်ဒီဘက်ကကြတော့ကြောက်ဆိုင်ကသူ့ထက်ဆိုင်အလဲတဲ့ဆိုင်နည်းနည်းလေးရအောင်လေးသေးမယ်သူ့ကိုစိန်နဲ့ပတ်ပေးထားပါတယ်ရှင်ခွင်းရိုးမှာလည်းစိန်ထည့်ပေးထားပါတယ်ဒိုင်နာပုံစံလေးပါဘယ်တော့မှဆိုမရိုးသွားတဲ့အမြဲတမ်းဆင့်သက်နေတဲ့ပုံလေးပါနော်ဒီလေးပါရှင်စိန်နှစ်ထပ်ပတ်ကလေးက54သိန်း1000ကိုဒီနေ့53သိန်းနဲ့ပေးပါမယ်နော်54သိန်း1000ကို53သိန်းနဲ့ပေးပါမယ်အလဲစိုက်ကလေးကအနီလာရဲ့စိုက်ကလေးက 1.20 crash ရှိပါတယ်နော်ဒီစိန်လေးကအလုံးမ38လောက်ပါပါတယ်ရှင်ရွှေကလည်း6ပဲ2ရွေးရှိပါတယ်6ပဲ2ရွေးရှိပါတယ်ရွှေဒီမျိုးလေးပါဒီမျိုးလေးပါရှင်ဒီအလဲလက်စုပ်ကလေးကကြတော့ဈေးလေးကကြတော့46သိန်း9000ကိုမိုးကူတီယာလေးက45သိန်းအတီလေးနဲ့ပေးပါမယ်เนาะ45သိန်းအတီလေးနဲ့ပေးပါမယ်သူကကြောက်ဆိုင်ကကြတော့အလဲက 1.50 တက်တွက်ခွဲပါပါတယ်ရှင်စိန်ကတော့22ပွဲပါเนาะသူကတော့လေ22ပွဲမှာရွှေရ5ပဲပါပါတယ်ရှင်သူ46သိန်း46သိန်း9000ကို45သိန်းအတီလေးနဲ့ပေးပါမယ်ရှင်ကြောက်ဆိုင်လေးကပြနေရပါပဲเนาะဒီမျိုးလေးပါဒီနေ့မိုးပြတော့ငကကလေးလည်းခုနမိုးဝပြလိုက်ရလို့ဝပြလိုက်ပါပြီเนาะဒီလိုမျိုးလေးပါရှင်စိန်လေးတွေကလည်းစိန်လေးတွေကိုလည်းမိုးကလေဖြူဖွေးတန်ပေါ့နော် VVS1 အဲ့ဒါကိုစိတ်လုံးအကြီးလေးစိတ်ဆိုင်အကြီးလေးနဲ့ပဲခတ်ပေးထားတာပါရှင်ရွှေကိုလည်းထူလေးကိုပဲသုံးပေးထားပါတယ်စိတ်နဲ့တက်တယ်ဆိုလို့ရှိရင်မိုးရဲ့ Empress မိုး Diamond ရဲ့ Jewelry ချက်ပေါက်ကလေးမှာစိတ်တိုင်းကြမေးမြန်းလို့လည်းရပါတယ်ရန်ကုန်မှာရှိတဲ့မမတွေကအပြင်မှာလာရောက်ကြည့်ရှုအပေးခြင်းနဲ့ဆိုလို့ရှိရင်လေ Time City Jewelry Mall Level 2ဆိုင်ငယ်အမှတ်က B203-204 မှာမိုးရဲ့ဆိုင်လေးကတော့204မှာလာပြီးတော့အပေးလို့ကြည့်ရှုအပေးလို့ရပါတယ်တနေ့မှနေတရက်ကတော့ဆိုင်ပိတ်ပါတယ်ရှင်ဖုန်းနံပါတ်ကလေးကတော့39955553ကိုဆက်ပြီးတော့လည်းမေးမြန်းလို့ရပါတယ်ကြည့်ရှုအပေးရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်မင်္ဂလာရှိရနေ့လေးဖြစ်ပါစေ